အိမ်တွင်ပေါင်းလုံးနေနဲ့မိန်းကလေးများကိုပြောမနော်တကားကောက်လိုက်ပြောပြစေကျူးဆိုင်နေနော်ကြောလဲလိုက်တာနဲ့ဤစားရှိတယ်လို့ဆိုတဲ့ယောက်ျားစကားများကိုမိတ်ခါရုံရင်လွဲကြီးလွဲမယ်တိုင်ပြောမယ်တိုင်ပြောမယ်သူမမနဲ့တွေ့ရင်အာဒီမှာအမလူတစ်ယောက်လုံးလာနေရမမြင်ဘူးလားဒီမှာကြည့်ခေရရေကမုံပြုတ်ကျသွားပြီအဲ့ဒါအမပြန်ရုပ်ပေးရမယ်ဟာဘလိုင်းကြီးပါလားကလေးမမင်းကဝုန်းမြင်နေနေနဲ့တို့အရင်ဝင်တိုက်တာလေဒီမှာတို့အရင်ပြီးသွားရင်တွေ့လားတို့အရင်ရဲ့တံမိုးကမင်းတဘောဝါစားလို့ရှိရနော်အဲ့တော့ဘာဖြစ်လဲရုပ်ကိုကဟိုမြောက်ဒီမြောက်ရုံနဲ့တိခတ်ရင်၅ပါးနဲ့ပြည့်စုံတဲ့ဗောဓမမြတ်စွာဘုရားတပိတ်နဲ့ကောက်ကောက်မဲ့ရုပ်ဒီကလေးမကတော့မင်းကလည်းနော်ဘာလို့တကြံလေးကြမှာဘုန်းကြီးချောင်းသွားခိုင်းရမသိပါခုပေါ်တာကိုတော့လည်းရတယ်အခုတော့ဒီကလေးမနဲ့ရှင်ဖြစ်နေရှင်ဘာပြောဟဲ့ထားလိုက်တော့ဒီအင်းကြီးရဲ့ရော်ကြီးကိုနောက်နေ့မှပြန်လိုက်ရမယ်အခုတော့ဒုမားသေးလို့သွားပြီဦးကြောင်ကြောင်နဲ့ဒါပေမဲ့အမကြီးကအချောလေးတော့ဒီနေ့တော့အပြင်ထွက်ပြီးရေပတ်ခံလိုက်အောင်မှာပဲဘာလေးဝတ်သွားရင်ကောင်းမလဲခိရေခိနားကြတော့မယ်လေသွားရအောင်မလည်းမနေရမရပဲနေမယ်အေးပါခဏလေးငါအညီလဲနေလို့ပါနေရလေခိနစ်စကက်ကအရင်တို့လုံးနဲ့မထင်ဘူးလားဟာနေရလေမတော်ပါဘူးတကြံမှာပဲထားမျိုးဝတ်ပြီးကဲရလေနွေတွားရအောင်တခြားနေရာတွားကြမယ်နော်ဟဲ့ခိနေဘာဖြစ်နေရလဲအခုမရောက်တော့ကိုနေမသိပါဘူးလာပါတွားရအောင်လို့ဒီမှာဟိုကလေးမဘယ်ကိုပြေးရလဲ